ဒီ M3U IPTV APP တွေကိုနော်ကျွန်တော် PZATV M3U link ဘယ်လိုထည့်မလဲကျွန်တော်ဒီမှာပြောပြပေးမယ်နော်ကျွန်တော်တို့ APP ကိုစဖွင့်လိုက်မယ်နော်စဖွင့်လိုက်တဲ့နေရာမှာဒီလိုလေးပေါ်မှာနော်ကျွန်တော်တို့ add play link နော်အဲ့ကောင်နှိပ်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့မျိုးထည့်လို့ရတယ်ပေါ့နော်ဖိုင်လည်းထည့်လို့ရတယ် link လည်းထည့်လို့ရတယ်ကျွန်တော်ဒီမှာ M3U link ထည့်မှာဖြစ်တဲ့အတွက်အပေါ်ဆုံးကဒီကောင်လေးပေါ့နော်ဒီကောင်လေးထောက်လိုက်ပြီးဒီနေရာမှာ M3U link website ကိုထည့်မှာကျွန်တော် PZATV M3U link ကိုထည့်မယ် httpsဒီနေရာမှာ M3U link ထည့်တဲ့ခါကျရင်နော်စလုံးတစ်လုံးကြံခဲ့လို့မရအောင်နော်တစ်လုံးကြံခဲ့ရင်လည်းမရဘူးဖြစ်မှာပဲနော်နောက်ကဒီမှာမင်းဆောင်လေးလည်းကြံခဲ့လို့မရအောင်ခုနကျွန်တော်ထည့်ပြီးသွားပြီဆိုရင်ဒီနေရာလေးမှာဒါလေးကိုဒီဘက်အမှန်လေးချစ်လိုက်မယ်နော်ချစ်ပြီးဆိုတော့အောက်ကဒီမှာကျွန်တော်ဒီမြားလေးကိုနှိပ်လိုက်ဒီမှာနော်ဒီမြားလေးโอเคအဲ့တော့ကျွန်တော် line တွေအကုန်လုံးရပါပြီပေါ့နော်အဲ့လိုရပါပြီဒီမှာ line ဘယ်လောက်ရှိလဲဆိုတော့အကုန်လုံးပေါ်လာအဲ့ဒါကျွန်တော်တို့မလုပ်မယ်ဆိုတော့ဒီကောင်ကိုရုပ်ပေါ်တဲ့ဒီကိုနောက်ကိုပတ်ဆုပ်ပါမယ်နော်ပတ်ဆုပ်ပါမယ်နော်ဒါဆိုရင်ကြည့်လို့ရပါတယ်နော်အဲ့လိုနဲ့သူကတော့ပေါ်လာပဲအော်တော့နော်မဝေလာလာစင်ပြမေလို့ဒီမှာဝေလေးဒီပါနော်မင်းနဲ့လည်းရတယ်နော်ဒါနေရာပေါ်လုံးလောက်လာတယ်